အိန္ဒိယနိုင်ငံရဲ့မြို့တစ်ခုမှာတော့ကွင်းဆက်လူသက်သမားတစ်ယောက်ကပေါ်ပေါက်နေခဲ့ပြီးရဲတွေကဒီရဲ့လူကိုအပြုံးလူသားလို့နာမည်ပေးထားပါရီအပြုံးလူသားလို့ခေါ်ရတဲ့အကြောင်းကတော့လူတစ်ယောက်ကိုတက်ပြီးရနဲ့ရဲရဲဆက်ဆက်ပါဇက်တစ်ခုလုံးဓာတ်နဲ့ဆွဲပြစ်တတ်တဲ့အကျင့်ရှိလို့ဖြစ်ပါရီဒီရဲ့အမှုကိုလိုက်နိုင်တဲ့အရာရှိနှစ်ယောက်ကတော့ဘရန်နဲ့ဘန်ကာလို့အမည်ရပါရီဘန်ကာလူသက်သမားကိုတနက်နဲ့ပြင်နိုင်ခဲ့ပြီးမြအဲ့ဒီရဲ့နောက်ပိုင်းကစလို့ဘန်ကာတစ်ယောက်ပျောက်ရှင်းမလားပျောက်သွားခဲ့ပါရီဒီလိုနဲ့9နှစ်ကြာပြီးရဲ့နောက်မှာတော့ဘရန်ကမတော်တဆမှုတစ်ခုကြောင့်မလို့အေဇိုင်မာလို့ခေါ်တဲ့မှညံပျောက်ဆုံးတဲ့ယောဂကိုခံစားနေရပါရီသူ့ရဲ့ဒေါက်တာကတော့နောက်ထပ်တစ်နှစ်လောက်နေရနဲ့မှညံတွေကတစားနဲ့တစားပျောက်ဆုံးသွားနိုင်လို့ဘရန်နေ့စဉ်လုံနေကြအရာတိုင်းကိုမှတ်တမ်းတင်ထားဖို့အတွက်အကြံပေးလိုက်ပါရီဘရန်ကလေသူ့ရဲ့တနေ့တာအားလုံးကိုမှတ်တမ်းတင်ထားတဲ့အပြင်သူ့ရဲ့ဘဝဇာတ်ကြောင်းတစ်ခုလုံးကိုစာအုပ်သားအုပ်အနေနဲ့ထုတ်ဝေထားပါရီဒီရဲ့စာအုပ်ထဲမှာလေသူလိုက်သမျှအမှုတွေထဲမှာအထူးခြားဆုံးဖြစ်တဲ့အပြုံးလူသားရဲ့လူသက်မှုတွေလည်းပါဝင်နေပါရီဒီရဲ့စာအုပ်ကလေအတော်လေးကိုနာမည်ကြီးသွားခဲ့ရမလို့ဘရန်တယောက်အင်တာဗျူးဖြေရဖို့အတွက်အကြောင်းဖန်လာပါရီဒီရဲ့စာအုပ်ကိုထုတ်ဝေရတဲ့အကြောင်းရင်းကကျမ်းမာရေးကြောင့်မဟုတ်တဲ့အပြင်သူ့ရဲ့အနေနဲ့လေအမြဲတမ်းလိုကျမ်းမာရေးကောင်းတဲ့အကြောင်းလိမ်လည်ပြီးတော့ပြောဆိုလိုက်ပါရီစာအုပ်ထဲမှာပါနေတဲ့အပြုံးလူသားရဲ့ကြာရှုံးခန်းကိုတော့တဝက်တစ်ပြက်ထားတာမလို့အရာရှိဘန်ကောင်မယုံကြည်ရလာလို့မီဒီယာဘက်ကမေးလာခဲ့ပါရီဒီလိုမျိုးမေးခွန်းတွေအပြင်တခြားစစ်တီခိုင်းစရာတွေပါမေးလာတာမလို့အာယုံအနောက်မခံနိုင်တော့တဲ့ဘရန်ကလေးယောဂအခြေအနေထားပြီးတော့ဖောက်လာခဲ့ပါရီဒီရဲ့ခါဒေါက်တာကလာရောက်ပြီးတော့ခေါ်ဆောင်သွားတဲ့အချိန်မှာတော့ဘန်ကာရဲ့သားဖြစ်သူအာရမင်ကသူ့အဖေရဲ့ဌာနဟောင်းတာဝန်ပြောင်းရွှေ့လာတဲ့အကြောင်းမိတ်ဆက်လိုက်ပါရီသူလာပြီးမိတ်ဆက်တဲ့အကြောင်းကတော့အပြုံးလူသားကိုရှေးမုံပြီးရနောက်ဖခင်ဖြစ်သူကဘယ်ကိုရောက်လို့ရောက်သွားမှန်းမသိဖြစ်နေရမလို့အဲ့ဒီရဲ့အချိန်ကဘာတွေဖြစ်ခဲ့လဲဆိုတာကိုဘရန်ကိုမေးချင်တာပဲဖြစ်ပါရီဘရန်ကတော့ဒီရဲ့ကိစ္စတွေကိုမကြခင်သိရမှာဆိုပြီးတော့ပြန်ပြီးတော့ဖြေလိုက်ပါရီဘန်ကစမိုင်းလူသားကိုတက်နိုင်ခဲ့ရဆိုတဲ့အောင်မြင်မှုနဲ့ဌာနတစ်ခုလုံးနာမည်ကြီးအောင်လို့လုပ်ပေးခဲ့ပူပါရီအာရဘင်ရောက်လာတဲ့အချိန်မှာလေဌာနမူကနှွေးထွေးစွာနဲ့ကြိုဆိုလိုက်ပါရီဘရန်ကတော့တရားရောက်ဝင်တဲ့ဟောင်းတယောက်ဖြစ်တဲ့ဗီရာဆိုတဲ့လူငယ်တယောက်ကိုနာမည်ကြီးလူဆိုး၄ယောက်ကိုစုံစမ်းပေးဖို့အတွက်လာစာပေးပြီးတော့ခိုင်းစေထားခဲ့ပါရီဗီရာကလေလူဆိုး၄ယောက်လုံးကိုအရှက်အလက်အပြည့်စုံနဲ့စုံစမ်းပေးခဲ့တဲ့အပြင်ဘရန်ကလေဒီရဲ့၄ယောက်လုံးကိုအကြောင်းမျိုးစုံ၃ကမေးဖွဲ့လိုက်ပါရီတရက်မှာတော့လူဆိုးတွေထဲကတယောက်ကိုအပြောင်းလုပ်သားလို့ပုံစံနဲ့လူတယောက်ကတက်လိုက်ပြီးတော့အမိုက်ပုံတစ်ခုမှထည့်သွားခဲ့ပါရီအခင်းဖြစ်ရနေရကိုတော့အာရဗင်နဲ့ကီတာနာတို့ကလာရောက်ပြီးတော့စစ်ဆေးကြပြီးလူသက်သမားကတိတ်ဆုံးသွားတဲ့လူရက်သွေးကိုရှောက်တဲ့အထိစောင့်ပြီးပါဇက်ကိုအပြောင်းပုံစံဖန်တီးသွားတာဖြစ်နိုင်တယ်လို့အာရဗင်ကပြောပြနေပါရီဒါအပြင်လေဒီရဲ့အနာသွားမှာဖြတ်တန်းသွားလာနေတဲ့ကားရီအားလုံးစစ်ဆေးဖို့အတွက်လေအမိန့်ထုတ်လိုက်ပါရီကီတာနာကတော့ဒီလိုအမှုမျိုးဟာလွန်ခဲ့တဲ့9နှစ်ကလည်းပေါ်ပေါက်ဖူးတဲ့အပြင်အလောင်းကိုလူမြင်ကွင်းမှာထားသွားတာမလို့ဒီရဲ့လူသက်မှုကတယောက်ယောက်ကိုသတိပေးရှင်းတာဖြစ်နိုင်တယ်လို့ထင်ကြေးပေးလိုက်ပါရီဒီရဲ့ကိစ္စကအပြုံးလူသားရဲ့ပုံစံနဲ့လူသက်သမားထပ်ပြီးတော့ပေါ်လာတာလားဒါမှမဟုတ်အပြုံးလူသားအရင်ကတည်းကမတရားလားဆိုတဲ့မိကွန်းတွေကမီဒီယာလောကမှာပြန့်နှံ့သွားခဲ့ပါရီဒီရဲ့သတင်းတွေကိုလည်းဘရန်ကအီးဆေးပဲစောင့်ကြည့်နေပါရီ CIG အရာရှိကတော့ဒီရဲ့ကိစ္စတွေကအမှုဟောင်းနဲ့မပတ်သက်နိုင်တဲ့အပြင်အပြုံးလူသားကိုလည်းဘန်ကာတက်လိုက်ပြီးဖြစ်တဲ့အကြောင်းပြောနေပါရီဒါပေမဲ့အပြုံးလူသားလိုပုံစံသူဖြစ်နေတဲ့အတွက်အချက်လက်တွေကအစင်သစ်ဖြစ်နေလို့အမြန်ဆုံးဒီရဲ့အမှုကိုဖြေရှင်းနိုင်တဲ့အကြောင်းကီတာနာကထောက်ခံလိုက်ပါရီ CIG အရာရှိကလည်းဒီအမှုနဲ့ပတ်သက်ဖူးတဲ့လူဟောင်းဖြစ်သူဘရန်ကိုဆက်သွယ်ဖို့အမိန့်ပေးလိုက်ပါရီအဲ့ဒီနောက်ဘရန်ကိုတော့အာရဗင်ကဖုန်းဆက်လာခဲ့ပြီးအပြောင်းလို့သာပုံစံသူလူသက်မှုကိုဖြည့်ရှင်းပေးဖို့အတွက်ဌာနနဲ့ပူးပေါင်းပေးဖို့ကန့်လန့်ခဲ့ပါရီဘရန်ကတော့ဌာနမှာအလုပ်ပြန်လုပ်ဖို့ဆိုရင်ဒေါက်တာနဲ့အရင်ဆုံးဆွေးနွေးရမယ်လို့ပြန်ပြီးတော့ပြောပြီးဖုန်းကိုချလိုက်ပါရီဘရန်ကတော့အလုပ်ပြန်လုပ်ရင်တနေ့ချောင်မှအခြေအနေဆိုးလာမဲ့သူဟာလာပိုင်းအသွေးယောဂအခြေအနေတွေဆိုးလာနိုင်တယ်လို့ဒေါက်တာကပြောလိုက်ပါရီအာရဗင်ကတော့ဒီရဲ့ကိစ္စကပြည်သူတွေအားလုံးရဲ့အသက်နဲ့လည်းဆိုင်နေတဲ့အကြောင်းရှင်းပြလိုက်တာမလို့ဘရန်တယောက်အလုပ်ပြန်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘရန်တယောက်ဌာနကိုရောက်ရှိလာတဲ့အခါမှာတော့အလောင်းစစ်ဆေးချက်တွေကိုစောင့်နေရတဲ့အပြင်အနီးနားက CCTV တွေကိုစစ်ဆေးထားတဲ့အကြောင်းကီတာနာတင်ပြနေပါရီစကားတွေအများကြီးကိုမမှတ်သားနိုင်တဲ့ဘရန်ကတော့ record ကိုပြန်ပြီးတော့နားထောင်ပြီးလူသက်သမားကလူမြင်ကွင်းမှာအလောင်းကိုထားခဲ့တာမလို့ CCTV ကို view site နေမှာမဟုတ်တဲ့အကြောင်းရှင်းပြလိုက်ပါရီအဖွဲ့ဝင်ပီရှူကတော့ဒီရဲ့ကိစ္စမဖြစ်နိုင်တော့ဘူးလို့ထားပြီးတော့ပြောပေမယ့်ဘရန်ကတော့သူကဖမ်းမိမှာဖြစ်တဲ့အကြောင်းခိုင်ခိုင်မာမာပဲပြောလိုက်ပါရီတစ်ဖက်ကဗီရာကတော့တူဆောင်စမ်းထားတဲ့ထဲကလူတယောက်ကတည်သွားလို့အတော်လေးကိုလန့်နေခဲ့ပါရီအမှန်တော့ဘရန်တယောက်ဒီလူ၄ယောက်လုံးကိုပတ်သက်ခဲ့တဲ့အကြောင်းကလူသက်သမားအနေနဲ့ပြန်ပြီးတော့ပေါ်လာနိုင်တယ်ဆိုတာကိုတွေးမိလို့ပဲဖြစ်ပါရီသူထင်ထားသလိုပဲလူသက်သမားကဘယ်တော့မှရည်ညွှန်းနေရမဟုတ်ပဲသူ့ကိုပဲဦးသိနေရဖြစ်တဲ့အကြောင်းသိလိုက်ရပါရီဗီရာကဘရန်စုံစမ်းခိုင်းထားတဲ့လူတွေကတယောက်ပြီးတယောက်တည်နေလို့လန့်နေရတဲ့အကြောင်းဖုန်းဆက်ပြီးတော့ပြောပြလာပါရီဒီရဲ့အခါဘရန်ကဘာမှစိုးရိမ်မနေပဲစုံစမ်းရေးကိုဆက်လက်ပြုလုပ်ဖို့အတွက်ပြောလိုက်ပါရီညအခါမှာတော့အခင်းဖြစ်ရာနေရာကိုဘရန်တို့ကရောက်ရှိလာပြီးတော့လာရောက်စစ်ဆေးကြပါရီလူသက်သမားကလမ်းဘေးမှာအမိုက်ကောက်တဲ့ကောင်လေးကိုတန်းပေါက်ကျွေးသွားတဲ့အကြောင်းသိလိုက်ရတာမလို့လူသက်သမားယောက်ျားလေးဖြစ်တယ်ဆိုတာကိုသိသွားကြပါရီဘရန်ကတော့ဒါကအရင်လူသက်သမားပဲဖြစ်ပြီးစမိုင်းရဲ့အမှုဟောင်းတွေပြန်ပြီးတော့စစ်ကြမဲ့ရဲတွေကိုလှည့်စားလိုက်တာပဲဖြစ်တဲ့အကြောင်းရှင်းပြပေးမယ်သူ့ရဲ့တပည့်တွေကတော့နားမလည်ကြပါဘူးဒီရဲ့အခါဗီရာကရောက်ရှိလာပြီးသူစုံစမ်းထားတဲ့ကိစ္စတွေကိုလာရောက်ပြီးတော့တင်ပေးနေရမလို့ဘရန်ကဒီရဲ့အိမ်ကိုနောက်တစ်ခေါက်မလာဖို့အတွက်အသေးအတန်မောင်းထုတ်လိုက်ပါရီလူသက်သမားကလူနာကိုလဲပေးညှစ်ပြီးတော့တက်ခဲ့တဲ့အပြင်သွေးတွေရှောက်သွားတဲ့အချိန်ကျမှပါဇက်ကိုလက်နဲ့ဆွဲပြစ်လိုက်တာပဲဖြစ်ပါရီဒီလိုမျိုးကျွမ်းကျင်မှုတွေကတော်ရုံလိုမျိုးမလုံးနိုင်တဲ့အပြင်ရှီယာလက်ရလည်းမချမ်းတာမလို့နောက်ထပ်အမှုတွေလည်းထပ်ပြီးတော့ဖြစ်နိုင်တဲ့အကြောင်းဆရာဝန်ကဘရန်ကိုပြောပြလိုက်ပါရီ
2019ခုနှစ်ကစားလို့ဒီလိုအပြုံးနဲ့သေဆုံးနေတဲ့လူတွေအတော်များရှိနေခဲ့ပြီးအပြုံးတို့သားတော့ဗန်ကာတနက်နဲ့ပြစ်ပြီးတော့တက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအချိန်9နှစ်ကျော်တဲ့အထိလူသက်ခံရတဲ့ကိစ္စတွေကပျောက်ကွယ်သွားခဲ့ပေမယ့်အခုတော့အပြုံးတို့သားရဲ့ပုံစံနဲ့လူသက်သမားတယောက်ပြန်ပြီးတော့ထွက်ပေါ်လာပြီးပဲဖြစ်ပါတယ်။တကယ်လို့လူသက်သမားလွန်ခဲ့တဲ့9နှစ်ကလေးကမတည်ဆုံးခဲ့တာဆိုရင် CIG ဌာနကလိန်နေထားတာဖြစ်နိုင်တဲ့အကြောင်းမီဒီယာမှာဖော်ပြနေကြပါတယ်။တရက်မှာတော့ဌာနကိုဂျိုကာစတိုင်နဲ့လူတယောက်ကသူကအပြုံးတို့သားပဲဆိုပြီးတော့လာရောက်ပြီးတော့ဝန်ခံနေပါတယ်။ဌာနတစ်ခုလုံးကတော့အမှုပိတ်နိုင်မယ်ထင်ပြီးတော့ပြောနေကြပေမယ့်ဘရန်ကတော့သူ့ရဲ့အတွေ့အကြုံအရဒီရဲ့လူကလူသက်သမားမဟုတ်တဲ့အကြောင်းပြောပြီးတော့ထွက်သွားလိုက်ပါတယ်။ဒါကိုနားမလည်ဖြစ်နေတဲ့အာရဗင်ကိုတော့သူ့ကိုယုံကြည်ရင်လူသက်သမားကိုဖမ်းနိုင်မယ်လို့ပြောလိုက်ပါတယ်။ညအချိန်မှာတော့လူဆိုးတွေရဲ့အကြောင်းစုံစမ်းနေတဲ့ VR ရဲ့နောက်ကိုတော့လူတစ်ယောက်ကမတိမတာလိုက်နေပါတယ်။ VR တယောက်အိမ်ကိုရောက်တဲ့အခါမှာတော့ဘရန်ရဲ့အတန်နဲ့အပေါက်ဖွင့်ပေးဖို့ပြောပေမယ့်မယုံကြည်တဲ့ VR ကတော့ဘရန်ကိုဖုန်းဆက်ပေးလိုက်ပါတယ်။ဒီရဲ့အခါဘရန်ကသူမဟုတ်တဲ့အကြောင်းနဲ့အတူအထူးသတိထားဖို့အတွက်အကြံပေးကသူကလာနေပြီဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဘရန်တယောက်ကားမောင်းလာရင်နဲ့ယောဂအခြေအနေကဆိုးလာတာမလို့ VR ရဲ့အိမ်ကိုမေးသွားခဲ့ပါတယ်။ဖြစ်နိုင်လောက်မဲ့အိမ်ကိုလိုက်ပြီးတော့ရှာနေတော့မှတစ်ဖက်က VR ကတော့လူသက်သမားရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲ့ဒီနောက် VR ရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့ဘရန်တယောက်မှညနေဆုံရှုံထားတာကိုသိနေတဲ့လူသက်သမားကဒီရဲ့အိမ်က VR ရဲ့အိမ်မဟုတ်တဲ့အကြောင်းလိန်လိုက်ပါတယ်။ဒါကြောင့်ဘရန်ကလေစိတ်ထင်းထင်းနဲ့ပြန်ပြီးတော့ထွက်သွားပြီးမြင်အရင်က record တွေကနေတဆင့်ဒီရဲ့အိမ်က VR ရဲ့အိမ်ဖြစ်တဲ့အကြောင်းကိုသိသွားကအာရဗင်တို့ကိုအကြောင်းကြားလိုက်ပါတယ်။နေရအနက်ရဲတွေကိုတာဝန်ခွဲပြီးတဲ့နောက်မှာတော့လူသက်သမားကိုထိုင်ပြီးတော့အဆောင်နေကြပါတယ်။ဒီရဲ့ထေကရဲတယောက်ကတုံမင်းနဲ့လူတယောက်ဟာအလောင်းတစ်ခုကိုလမ်းပြီးမှရှာသွားလို့နောက်ကနေလိုက်ပြီးတော့ဖမ်းနေပါတယ်။တစ်ဖက်ကဘရန်ကတော့လူသက်သမားအစီရဲ့ truck ကိုမြင်လိုက်ပြီးတားပြီးမရက်ပြီးရမလို့အာရဗင်တို့ကိုလိုက်ဖမ်းမှုအတွက်ပြောလိုက်ပါတယ်။ဒီရဲ့အခါအာရဗင်ကလူသက်သမားကိုမိပြီးမလို့လိုက်ဖမ်းစီအောင်မလိုတော့တဲ့အကြောင်းပြောလိုက်ပါတယ်။ဌာနတစ်ခုမှာတော့ဘရာဟာအသက်ကြီးနေပြီဖြစ်တဲ့အပြင်စိတ်ဖိစီးမှုတွေများနေရလို့အာရဗင်ကပေါ်တင်မဲပြောလိုက်ပါတယ်။လူသက်သမားကိုလည်းမိပြီးမလို့ဌာနကနေအနားယူဖို့အတွက်တဲပဲမောင်းထုတ်လိုက်ပါတယ်။ဘရန်ကတော့တုံမီမောင်းသမားလူသက်သမားမဟုတ်တဲ့အကြောင်းပြောပြလိုက်တဲ့အပြင်သူ့သွားခဲ့တဲ့လမ်းကြောင်းတစ်ခုလုံးကိုလည်းစစ်ဆေးခိုင်းလိုက်ပါတယ်။ဒါအပြင်လေလူသက်သမားကအလောင်းကြီးကိုတဲပြီးတော့ပတ်သွားနေမှာမဟုတ်ဘူးလို့ကောက်ချက်ချလိုက်ပါတယ်။ဘရန်ပြောသလိုပဲတုံမီသမားကခီးတဲ့တရားကိုရှာပေးပြီးတဲ့နောက်မှာမီးပွိုင်းတစ်ခုမှာအငွေ့ထုတ်လို့နေတဲ့ truck ကားကြောင့်ခဏလောက်ရပ်နေလိုက်ရပါတယ်။အဲ့ဒီအချိန်မှာလူသက်သမားကတုံမီထဲကိုအလောင်းကိုထည့်သွားတာဖြစ်တဲ့အကြောင်းအာရဗင်တို့ကနားလေသွားပါတယ်။ဒီရက်အခါအာရဗင်လေဘရန်ကိုတောင်းပန်ခဲ့ပြီးဘရန်ကတော့လူသက်သမားကိုမဖမ်းနိုင်လို့စိတ်သက်တွေကြပြီးတော့တာဝန်ကနေအနားယူသွားပါတယ်။အာရဗင်လေ VR ရဲ့အိမ်ကိုဝင်ရောက်ပြီးတော့စစ်ဆေးတဲ့အခါမှာ VR ရဲ့ဖုန်းကနေတစ်စင်ဘရန်နဲ့ဖုန်းပြောထားတာကိုတွေ့လိုက်ရပါတယ်။ဒါရီကိုတိလိုက်ပြီးတဲ့နောက်မှာတော့လူသက်သမားဟာဘရန်နဲ့တနည်းမဟုတ်တနည်းပတ်သက်နေရမယ်လို့အာရဗင်ကတဘောတွေပေါက်သွားပါတယ်။ဘရန်ကလူသက်သမားဟောင်းပြန်ပြီးတော့ရှင်လာတယ်လို့ပြောတဲ့အပြင်သူ့အဖေတက်ခဲ့တဲ့သူကရောလူသက်သမားဟုတ်ရလားလို့အာရဗင်ကမေးနေပါတယ်။အရာရှိဗန်ကတော့တော်တော်လေးကိုထူးချွန်တဲ့ရဲတယောက်ဖြစ်တဲ့အပြင်တူတာဝင်ထမ်းဆောင်တဲ့ကာလအတွင်းမှာမဖော်နိုင်တဲ့အမှုဆိုတာတစ်ခုမှမရှိပါဘူး။ဒါပေမဲ့တရက်မှာတော့စမိုင်းမန်ကပေါ်ပေါလာတာမလို့ DSP ကဒီရဲ့အမှုကိုအငိမ့်စားယူရမယ့်ဘန်ကာကိုပေးအပ်လိုက်ပါတယ်။ DSP ကဘန်ကာကိုဖော်ထုတ်နိုင်တဲ့အမှုကိုပေးအပ်ခဲ့တဲ့အကြောင်းကသူ့ကိုနာမည်ပြတ်စေခြင်းလို့ဖြစ်ပါတယ်။ဒါပေမဲ့ဘန်ကာကဒီရဲ့အမှုကိုညှင်းလိုက်တာမလို့ DSP ကအတင်းဖိအားပေးပြီးတော့ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ဘန်ကာကလေဒီရဲ့အမှုထဲမှာထဲထဲဝင်ဝင်ပါဝင်လာခဲ့ရပြီးနောက်ထပ်တစ်ပတ်အတွင်းမှာလူသက်မှု3ခုဖြစ်တဲ့အပြင်ဘရန်အတွက်အရေးပါတဲ့လူတစ်ယောက်ကလည်းတည်ဆုံသွားခဲ့ပါတယ်။ဒီရဲ့ကိစ္စကြောင့်ဘရန်ကလည်းအမှုကနေထွက်လာရပြီးရဲဌာနကနေအနားယူသွားလိုက်ပါတယ်။မကြခင်မှာတော့အားလုံးသိချင်နေတဲ့အပြောင်းလူသားကိုဘန်ကာကဖမ်းနိုင်ပြီဆိုတဲ့သတင်းကိုဘရန်ကကြားလိုက်ရပါတယ်။အမှုပိတ်ပြီးမကြခင်မှာပဲအမျိုးသမီးတစ်ယောက်ကဘရန်ကိုလာရောက်ပြီးတော့တွေ့ဆုံပါတယ်။အမှန်တော့စမိုင်းလူသားကိုဘန်ကာကဖမ်းနိုင်ခဲ့တာမဟုတ်ပဲတခြားလူတစ်ယောက်ကိုငွေပေးပြီးတော့ဝန်ခံခိုင်းလိုက်တာပဲဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ဘရန်ကလည်းအတော်လေးကိုစိတ်တူသွားပြီးဘန်ကာကိုဘာလို့အခုလိုလောက်တာလဲလို့မေးတဲ့အခါမှာတော့ဘန်ကာကသူ့အငိမ့်စားယူရမယ့်ကိစ္စမှာတမိုင်လှရှင်လို့ဆိုတဲ့အကြောင်းပဲပြောပြလိုက်ပါတယ်။ဒီလိုလူသက်သမားအတူကိုဖမ်းမိလိုက်တဲ့ကိစ္စကြောင့်အတော်လေးကိုကြောင်ပုံနှိမ့်ပါလို့ထပ်မံပြီးတော့ပြောပြလိုက်ပါတယ်။ဘန်ကာရဲ့အငိမ့်စားပွဲအပြီးမှာတော့လူသက်သမားအစ်စ်ကဘန်ကာကိုဖုန်းဆက်လာတဲ့အကြောင်းဘရန်ကိုပြောပြပါတယ်။အမှန်တော့သူ့ရဲ့အဖြစ်တွေကိုတီးနေတဲ့တယောက်တည်းသောသူဖြစ်တဲ့ဘရန်ကိုတက်ပြစ်ရှင်နေရကြောင်းတသက်မဲ့များခေါ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘရန်ကမသိပဲပြန်လဲပြီးတော့ခုခံကဘန်ကာကိုတက်ပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစမိုင်းမန်ကပါရောက်ရှိလာခဲ့ပြီးဘန်ကာရဲ့အလောင်းကိုယူသွားလိုက်ပါတယ်။အကြောင်းဆုံးကိုတီးလိုက်ရတဲ့အာရဗင်ကလည်းသူ့ရဲ့အဖေကိုတက်ခဲ့လို့စိတ်မဆိုးတဲ့အကြောင်းအပြင်လူသက်သမားအနေနဲ့နောက်ထပ်လူတွေတက်နိုင်သေးလားလို့ဘရန်ကိုမေးပြီးဘရန်ကတော့ဘာမှပြန်ပြီးတော့မဖြေခဲ့ပါဘူး။အဲဒါကြောင့်မလို့ဘရန်ရဲ့နောက်ကျောင်းအားလုံးကိုစုံစမ်းခိုင်းမှုအတွက်အာရဗင်တယောက်စီစဉ်ရပါတယ်။စုံစမ်းလို့ရသမျှအချက်တွေအရတိတ်ဆုံးနေတဲ့သူတွေအားလုံးဟာဘရန်နဲ့ပတ်သက်နေတဲ့သူတွေဖြစ်တဲ့အပြင်ဒီရက်ထဲကကလင်းငယ်တယောက်တိတ်ဆုံးတဲ့အမှုအပြီးဘရန်တယောက်တာဝန်ကနေအနားယူသွားတယ်ဆိုတာအာရဗင်ကသိရှိသွားခဲ့ပါတယ်။ဒါအပြင်လေဒီရက်ကလေးမကဘရန်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူနာပြုရဲ့သမီးတယောက်ဖြစ်နေရလို့ကီတာနာကိုရှင်းပြနေပါပြီ။ဒီရဲ့အကြောင်းတွေကိုခေါင်းဆောင်ကိုတင်ပြတဲ့အခါမှာတော့ခေါင်းဆောင်ကအမှုဟောင်းကိုပြန်ပြီးတော့မဖွင့်ရှင်တဲ့အကြောင်းနဲ့အတူဌာနရဲ့တိတ်ခါတွေကကြားနိုင်တယ်လို့ပြောနေပါပြီ။ဒါပေမဲ့နောက်ထပ်လူသက်မှုဖြစ်ရင်လေအလိမ်ပေါ်သွားနိုင်တာမလို့လူသက်မှုတွေကိုထိန်းချုပ်နေတဲ့ဘရန်ကိုပဲအကျယ်ရှုပ်ရှုပ်ထားလိုက်ပါပြီ။ဘရန်တယောက်ကတော့အပြင်ကိုထွက်မရဖြစ်နေတဲ့အပြင်ဘာလို့အခုလိုတွေလုံနေရလဲလို့ကီတာနာကိုမေးနေပါပြီ။
ဒီရက်ခါကီတာနာကလေဖြစ်ကြောင်းကုန်စင်ကိုရှင်းပြပြီးမြင်ဘရန်ကစီခံပြဖို့အကြောင်းပြကဒေါက်တာစီကိုထွက်သွားလိုက်ပါရီအမှန်တော့ဒေါက်တာကိုတွေးဖို့သွားတာမဟုတ်ပေသတင်းမီဒီယာတွေကိုဖြစ်ကြောင်းကုန်စင်ရှင်းပြပေးခြင်းလို့ဖြစ်ပါရီအခုလက်ရှိရင်ဆိုင်နေရတဲ့လူသက်သမားစမိုင်းလူသားမဟုတ်ပေပုံစံတူလူသက်သမားအတူလို့ပြောခဲ့တဲ့အပြင်ဒါတွေကလည်းဗန်ဂါရဲ့ဂုံတိခါကိုကောက်ွယ်ပေးခြင်းလို့လုပ်တဲ့အကြောင်းဖြေကြားလိုက်တာပဲဖြစ်ပါရီဘရန်ကိုစီးုံလှုံပြီးလို့စိတ်ညစ်နေတဲ့ကီတာနာကိုတော့လူသက်သမားဟာသူနဲ့နီးစပ်တဲ့လူတွေကိုပဲတက်တယ်လို့အခိုင်အမာပြောပြလိုက်ပါရီဒါအပြင်လေနောက်ထပ်အသက်ခံရမယ့်လူဟာအာရဗင်ဖြစ်တယ်လို့ပြောပြီးမြင်အာရဗင်ကတော့မသိနိုင်ဘူးလို့ဘရန်ကထပ်မံပြီးတော့ပြောလိုက်ပါရီတစ်ဖက်ကအာရဗင်ကတော့ရှီတာဆိုတဲ့ဘရန်နဲ့လက်ထပ်မဲ့အမျိုးသမီးရဲ့အကြောင်းကိုစုံစမ်းခဲ့ပြီးပရာဘူဆိုတဲ့လူကတော့ရှီတာရဲ့အကြောင်းပို့ပြီးတော့တီးရဲ့အကြောင်းပြောလိုက်ပါရီပရာဘူကအလောင်းတွေကိုခွဲစိတ်ရတဲ့လူတစ်ယောက်ဖြစ်ပြီးရှီတာနဲ့သူဟာမောင်နှမဆက်ဆံရေးလို့ပဲပြောလိုက်ပါရီဘာမှမသိလိုက်ရတဲ့အာရဗင်တယောက်ပြန်သွားတဲ့အခါမှာတော့ပရာဘူဟာအပြုံးတစ်ခုနဲ့တိတ်ဆုံသွားတဲ့ရုပ်အလောင်းတစ်ခုကိုငေးပြီးတော့ကြည်နေပါရီသူပြောသမျှအားလုံးကိုပေါက်ကြားစေဖို့အတွက်ကီတာနာကိုမှာခဲ့တဲ့အပြင်လူသက်သမားကိုဖမ်းတော့မှမလို့အခြေရှုံးကနေလွှတ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရီညတညမှာတော့ဘန်ကာဖန်တီးခဲ့တဲ့စမိုင်းလူသားရဲ့မိန်းမကိုလူသက်သမားအစ်စ်ကတက်ပြစ်လိုက်ပါရီထိုရဲ့လူသက်သမားပရာဘူပဲဖြစ်ပြီးတော့အခင်းဖြစ်ပေါ်ရနေရမှာဘရန်ကလည်းရှိနေရမလို့ပြုံးပြရင်လည်းပဲအမျိုးသမီးကိုခေါ်သွားခဲ့ပါရီဒီအမျိုးသမီးရဲ့အလောင်းမှာတော့သူဟာတကယ်မသိသေးတဲ့အကြောင်းနဲ့အတူရဲတွေကိုအမှန်တရားကိုဖော်ထုတ်ဖို့အတွက်တတိပေးစာကတ်သွားခဲ့ပါရီလူသက်သမားရဲ့အချက်လက်တွေအများကြီးရှိနေတဲ့အခန်းထဲမှာတော့ဘရန်တယောက်တည်ရှိနေပြီးအဲ့ဒီရဲ့နေရာကိုလေပရာဘူကရောက်ရှိလာပါရီအဲ့လိုနဲ့ပရာဘူနဲ့ဘရန်တို့စကားအနှင်းငယ်ပြောနေကြကြရင်နှစ်ယောက်သားတိုက်ခိုက်ကြပါရီဒါပေမဲ့ဘရန်ကပို့ပြီးတော့တားနေရမလို့ပရာဘူကဘာလို့အခုလိုတွေလုံနေရလဲဆိုတဲ့အကြောင်းကိုရှင်းပြမယ်လို့ပြောလိုက်ပါရီတစ်ချိန်လုံးကပရာဘူဟာလူရှိလူခင်ပေါ်များပြီးမြင်အလောင်းခွဲစိတ်ရတဲ့အလုပ်ကိုလုပ်တဲ့အခါမှာတော့လူတွေအားလုံးကသူ့ကိုပြုံးတော့မပြုံးပြကြတော့ပါဘူးအထီးကျမှုတွေကိုတီးမခတ်နိုင်တော့တဲ့သူကတော့လူတစ်ယောက်ကိုတက်လိုက်ပြီးပါးစမ်းမှာအပြုံးတွေကိုဖန်တီးလိုက်ပါရီလူတိုင်းရဲ့အပြုံးနဲ့တိတ်ဆုံးနေရတဲ့ပုံကိုပရာဘူကမြင်ရှင်းတာမလို့လူ၄ယောက်လုံးကိုဇက်ရိုက်တက်ပြစ်လိုက်ပါရီဒါပေမဲ့ပရာဘူကိုလိန်မာတွားစီရဲ့လူတစ်ယောက်ရောက်ရှိလာပြီးသူမရဲ့နာမည်ကတော့ရှီတာပဲဖြစ်ပါရီရှီတာပရာဘူရဲ့အပေါ်မှာကျင်ကျင်နာနာနဲ့ဆက်ဆံခဲ့တဲ့အပြင်စစ်မှန်တဲ့အပြုံးတွေနဲ့သူ့ကိုကြိုးဆိုခဲ့ပါရီအချိန်ကြာလာတာနဲ့အမျှရှီတာရဲ့အပေါ်ကိုစိတ်ဝင်စားလာတဲ့သူကရှီတာရဲ့ဘွားကိုစုံစမ်းတဲ့အခါမှာပဲရှီတာမှာသမီးလေးတစ်ယောက်ရှိတဲ့အကြောင်းကိုသိလိုက်ရပါရီအဲ့လိုနဲ့ရှီတာကိုပို့ပြီးတော့တနာသွားတဲ့အပြင်လူအများရဲ့ကြားမှာပဲရှီတာကိုရှစ်ခွင့်ပန်လိုက်ပါရီရှီတာကလေသူမရဲ့သမီးလေးတောင်ခွင့်ပြုမယ်ဆိုရင်ပရာဘူကိုလက်ခံမှာဖြစ်တဲ့အကြောင်းပြန်ပြီးတော့ပြောလိုက်ပါရီပရာဘူကလေအမေကိုလိုချင်သမီးနဲ့ပေါင်းဆိုသလိုရှီတာရဲ့သမီးလေးနဲ့အသက်နိုင်ဆုံးရင်းနှီးအောင်လို့စ조사နေပါရီဒါပေမဲ့ပရာဘူရဲ့အိမ်မက်တွေကိုရိုက်ရှိုးခံလိုက်ရတဲ့နေ့ကတော့ဘရန်တယောက်ရောက်ရှိလာတဲ့အချိန်ပဲဖြစ်ပါရီရှီတာရဲ့သမီးလေးကဘရန်ကိုအတော်လေးကိုရှစ်တဲ့အပြင်အမေနဲ့တဘောသူတွေအထီကိုဖြစ်နေပါရီပရာဘူကလေရှေ့ရသူကိုဆုံးရှုံးရမှာကြောက်လို့ကလေးမလေးကိုအမျိုးမျိုးဆွဲဆောင်မိမိကလေးမလေးကတော့ပရာဘူရဲ့ပုံစံအတော်လေးကိုကြောက်ပြီးတော့ထွက်ပြေးနေပါရီတစ်ဖက်ကလန်ခုလန်မှာတော့ဘန်မာဆိုင်ကယ်နဲ့လာနေရမလို့မိသွားမှကြောက်နေတဲ့ပရာဘူကလေကလေးကိုပါဇက်ပိတ်ထားလိုက်ပါရီဒါပေမဲ့လက်လွန်သွားရမလို့ကလေးမလေးကအသက်ရှူကျက်ပြီးတော့တေဆုံးသွားခဲ့ပါရီပရာဘူကတော့ကလေးမလေးတေသွားလို့ပို့ပြီးတော့ပျော်ရွှင်နေရပြီးရှီတာနဲ့နီးစပ်ရဖို့အတွက်ပုံမပြီးတော့မျောလင့်လာခဲ့ပါရီဒါပေမဲ့လေရှီတာသမီးလေးရဲ့ပြုံးနေတဲ့ပါဇက်အနေထားကိုကြည့်ရင်းနဲ့ကိုယ့်ကိုဇွဲကျူးချပြီးတော့တေသွားခဲ့ပါရီတူရှီရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကိုဘရန်ကိုပြန်ပြီးတော့ခံစားစေချင်တာကြောင့်အခုလိုဘရန်နဲ့ပတ်သက်သမျှလူတိုင်းကိုလိုက်ပြီးတော့တက်နေရပဲဖြစ်ပါရီအကြောင်းဆုံးကိုတီးသွားလို့စိတ်တူသွားတဲ့ဘရန်ကအပြင်းထန်တိုက်ခိုက်ပြီးမြရဲရီရောက်လာတဲ့အချိန်မှာပဲပရာဘူတယောက်လွတ်မြောက်သွားခဲ့ပါရီဘရန်ကတိတ်ဆုံးသွားတဲ့သမီးလေးကိုအသက်နဲ့အမျှရှစ်တာမလို့လူသက်သမားကိုအတော်လေးကိုတက်ရှင်နေခဲ့ပါရီအဲ့လိုနဲ့ပရာဘူရှိရဲ့စိတ်အောင်စီကိုသွားပြီးအပြင်းထန်တိုက်ခိုက်ကြပါရီအစားပိုင်းမှာတော့ဘရန်ကပရာဘူလုံးသမျှကိုခံနေရပြီးမြတူရှိရတဲ့သမီးလေးကိုဆုံးရှုံးရတဲ့စိတ်ကြောင့်ပြန်ပြီးတော့ထားကောပရာဘူရဲ့ခေါင်းသူနဲ့ဟက်ရှော့ကျွေးလိုက်ပြီးတော့အဆုံးသတ်ပေးလိုက်ပါရီကိစ္စတွေအားလုံးပြီးရနောက်မှာဖခင်ဖြစ်သူဘန်ကာရဲ့မတမာမှုတွေကိုအာဗင်ကိုရိုင်းကဖော်ပြပေးခဲ့ပြီးစမိုင်းလူသားကိုဖမ်းနိုင်ခဲ့တဲ့သူကတော့ဘရန်မဲဖြစ်တဲ့အကြောင်းမီဒီယာတွေရဲ့အရှိမကြေညာလိုက်ပါရီအခုချိန်မှာတော့ဘရန်ကအေဇိုင်းမှာယောဂကြောင့်မှတ်ညံ့တွေအားလုံးဆုံးရှုံးလိုက်ရပြီမလို့စောင်းရှောင်းရီစင်နာမှာအေးချမ်းနေထိုင်တွားရင်းနဲ့ဇလန်လီကလည်းဆုံးသက်သွားခဲ့ပါရီဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစုံလီကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရီနောက်နေ့မှလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အိန္ဒိယဇလန်ကောင်းတွေကိုအမြင်မပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ K Cinema Recap Channel လေးကို Subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်